ဒီနေ့ကိုရန်ဂိတ်ဘက်ကိုလည်သွားကြတယ်။ရာသီဥတုကတော့တိတ်မကောင်းပါဘူး။မုန်မိုင်းနေရပဲ။ဒါမဲ့လည်းကိုရန်ဂိတ်ကိုဘယ်ချိန်မဲ့သွားပြောတယ်ခဏနေလာဖမ်းနေကြတာပြီးတော့လူတွေကဒီပေါ်မှာပျော်ပွဲစားလိုမျိုးသဘောပေါ့နော်กินကြတယ်စားကြတယ်အဲ့လိုလာလို့နေကြတာဒီဘက်ချမ်းမှာကဆန်ဖရန်စစ္စကိုမြို့ကြီးဟိုဘက်မှာကိုရန်ဂိတ်ဒီနေရာလေးကိုအရန်ကြိုက်တယ်ခဏနဲ့လာတယ်တခြားနေရာတွေမှာတော့အရန်ပူနေတယ်လေဒါပေမဲ့ဒီဘေး area မှာတော့အမြဲတမ်းအေးနေရပါပဲတော်သေးရဲ့အနှွေးတယ်လေးအပေါ်ယူလာခဲ့လိုက်လို့ဒါကတော့ coffee ဆိုင်လေးအဲ့ဒီ coffee ဆိုင်လေးထဲမှာကိုရန်ဂိတ်နဲ့ပတ်သက်လို့ရောင်းနေပေါ့နော်ဒါကတော့သမိုင်းချောင်းလေးတွေသူတို့တွေပြောထားတာလေးပေါ့ဆိုင်ပုတ်လေးနဲ့မခွက်ကလေးတွေဆုံးမဲဈေးလည်းကြီးတယ်ဈေးကမသေးဘူးအဲ့မှာတော့ဆုံးမဲဒါကိုရန်ဂိတ်နဲ့ပတ်သက်တဲ့ဟာတွေရောင်းတာပေါ့နော် T-shirt တွေနှွေးတယ်တွေမာဖလာတွေအုတ်ထုပ်တွေလက်အိတ်တွေခြေအိတ်တွေကော်ဖီလည်းရောင်းနေအဲ့တော့ဟိုဆက်စုမတ်ပူပေါ့ရာတို့ကိုရန်ဂိတ်ရဲ့ဟိုဘက်ကမ်းမှာရှိရဲ့ South Slido ဆိုတဲ့မြို့ကလေးကိုသွားမှာအဲ့ဒါသူပင်လယ်နားလေးပဲပေါ့နော်ပင်လယ်နဲ့ကပ်နေရပဲကိုရန်ဂိတ်ကြီးကိုဖြတ်သွားတယ်မြို့နာမည်လေးက South Slido တဲ့
အခုဆော့ဆွေးတို့မြို့လေးကနေပြီးတော့ရတို့တွေကိုရန်ဂိတ်ကိုပေါ်စီကနေသွားကြည့်ကြမယ်အဲ့ပေါ်မှာလီလေးရမ်းတိုက်တယ်သူကတောင်ကုန်းပေါ်လမ်းလျှောက်ပြီးတက်ရမှာလေပေါ်စီနေတာကိုရန်ဂိတ်ကိုမြင်ရရမ်းလှပကြီးကားလေးနဲ့တူတယ်သူကဒါက Pacific သမုဒ္ဒရာကြီးပေါ့နော်ဟိုးဘက်မှာရတို့မြန်မာနိုင်ငံလေးရှိတယ်အခုဂိုရန်ဂိတ်မှာဒီလိုမျိုးတော့တွေခတ်တာတွေလောက်လိုက်တယ်ဘလို့မှမကြိုက်ဘူးရုပ်တွေဆိုးလိုက်တာဆိုတာခတ်တာတော့ပြတ်တိတ်နေတာပဲဒါမှလည်းအရင်တော့ဆိုဒီဟာကြီးမရှိဘူးပေါ့နော်မရှိတဲ့ခါကျတော့ဂိုရန်ဂိတ်ကိုကြည့်ရင်လည်းအရန်ကြည့်လို့ကောင်းတာအခုဒါကြီးကကားနေရောတော့တွေလာခတ်ထားကြတာပဲဘာလဲတော့မသိအခုအဲ့လိုကားနေလေအရင်တော့ဆိုအဲ့လိုမျိုးမရှိဘူးအခုတော့တော့ဒီကာထားတဲ့ဒီခြံစည်းကိုခေါ်လာအဲ့ဒါကြီးကလည်းပြိုပြက်လဲပြီးအဲ့နေရာကြီးမလှတော့ကိုရန်ဂိတ်ကိုတောင်မွားနေကြည့်ပြီးတော့ဟိုဘက်ကန်းကိုပြန်ကူးဆန်ဖရန်စစ္စကိုဘက်ကိုပြန်ကူးပြီးတော့တခါအောက်ဘက်ကနေလာကြည့်ကြပြန်တာပေါ့နော်ပတ်လေးကြည့်အဲ့ဆိုရိုက်ပေးတော့ကတော့အကောင်းပဲကိုကပဲတွေများပြီးရိုက်မယ်လဲဆိုကြည့်လိုက်လိုင်းနေရကိုမျက်နှာသားမပေးဘူးပြေးလိုက်ရတာပြောမနေပါနဲ့ပုံကောင်းလည်းမရပါဘူးလေချိန်ပေးပြီးကြည့်ပေးကြရတော့လေကျေးဇူးအများကြီးတင်ပါတယ်ဒါလည်းကိုသွားတဲ့နေရာတိုင်းကိုအမှတ်တရဗီဒီယိုလေးတွေတော့ရိုက်ခဲ့တာပေါ့နော်ဒါပေမဲ့ဒီ editing လုပ်ရတာကိုအင်မတန်မှပြင်းတယ်အဲဒါကြောင့်မို့ဗီဒီယိုတွေကပုံပြီးတော့အဲ့လိုထွက်မလာဘူးပေါ့နော်ဒါပေမဲ့ခုနောက်ပိုင်းတော့စူးစမ်းပြီးတော့ကိုယ့်အတွက်လည်းအမှတ်တရဖြစ်တယ်ကိုသွားတဲ့နေရာလေးတွေကိုလည်းကိုချစ်တဲ့သူတွေကိုပြချင်တယ်အဲဒါကြောင့်မို့လို့စူးစမ်းပြီးတော့ဆက်ပါတယ်ပေါ့နော်လိုအပ်တာလေးရှင်းလဲခွင့်လွှတ်ပါလို့ဒီတိုင်းပဲအပြောသဘောလေးနဲ့ကြည့်ပေးကြပါလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်